ရိုနီဘာမာစီဟိုရီတို့ရဲ့တကွာလုံးစာတွင်းကိုတက်စေဂျီရိုနယ်တို့ရဲ့အသက်30နောက်ပိုင်းတွင်းကိုကပုံများတယ်။အားလုံးမင်္ဂလာပါများ WBAH Sport ဆောင်ကနေပြန်လည်ကြိုလိုက်ပါတယ်။ WBAH မှာတရားမရိုးကျမောင်းပေါ်ရီကိုပေါင်းတွေကနေကွဲထွက်နေတဲ့ both thin to score correct score တွေကိုမြန်မာဘန်ထိုင်းဘန်များဖြင့်လွယ်ကူစွာစော်ကစားနိုင်ပါပြီ။ဘောလကမှာတိုက်စစ်မှုတယောက်အသက်30ကျော်ပြီဆိုရင်ခစ်ကောင်ပြီးတော့တတ်မှတ်တက်ချပေမဲ့ Red ကတော့အဲ့ဒီယူစားတွေကိုအမိုက်ပုံးနဲ့လွှတ်ပစ်လိုက်ပါပြီ။ဘာလဲဆိုတော့သူကအသက်30နောက်ပိုင်းမှာပိုကောင်းနေလို့ဖြစ်ပါတယ်။အများစုကနိုင်ဝပြင်စင်ကြားတဲ့အသက်30နောက်ပိုင်းမှာ Red ကတော့အသစ်တစ်ဖန်ပြန်လည်မွေးဖွားလာသလိုမျိုးဂိုးတွေတက်ဆက်သွင်းနေတော့မှာပဲ။မင်းရကအန်နဆာနဲ့အဟော်ဆန်တို့ရဲ့ပွဲစဉ်မှာဂိုးသွင်းယူခဲ့ပြီးတဲ့နောက် Red ကအသက်30ပြည့်ပြီးနောက်ပိုင်းတွင်းကို900တကောဆိုတဲ့မြို့နိုင်ဆရာမှတ်တိုင်ကြီးကိုစိုက်ထုတ်နိုင်ခဲ့ပါတယ်။ Red အတွက်အသက်30နောက်ပိုင်းမှာ Real Madrid အတွက်162ကိုအန်နဆာအတွက်118ကိုဂျူဗင်နယ်အတွက်100ကိုပေါ်တီလေရေးစင်အသင်းအတွက်60ကို United အတွက်28ကိုစုစုပေါင်း900ကိုထိသွင်းယူနိုင်ခဲ့တာပါ။ Red ရဲ့အသက်30ကျော်မှာတွင်းတဲ့တွင်းကိုဟာကဘာကျော်ကနဝင်တိုက်စစ်မှုတွေရဲ့ကစားမပွားတလျှောက်မှာတွင်းယူခဲ့တဲ့တွင်းကိုထထောင်ပုံများနေခဲ့ပါတယ်။ ရိုနီဆိုတာအင်္ဂလန်နဲ့မန်ချက်စတာယူနိုက်တက်အသင်းရဲ့သမိုင်းရဲ့ဂိုးသွင်းများဆုံးကစားမပါသူရဲ့ကစားမပွားတွင်းကိုပေါင်းက366ဂိုးထက်ဘယ်ဒွေရဲ့အသက်30နောက်ပိုင်းတွင်းကိုက135ဂိုးပိုများပါတယ်။ရိုနီဆိုတာကပြည်သူ့နဲ့အာဆင်နယ်ကနဝင်ဖြစ်ပြီးပရီးမီးယားလိသမိုင်းရဲ့အကောင်းဆုံးတိုက်စစ်မှုဖြစ်ပါတယ်။သူရဲ့ကစားမပွားတွင်းကိုပေါင်းက412ဂိုးထက်ရိုနယ်ဒိုရဲ့အသက်30ကျော်နောက်ပိုင်းတွင်းကိုကဂိုး90ပိုများပါတယ်။ဒေါ်ဘာရဲ့ကစားမပွားတစ်လျှောက်ဂိုးတွေထက်ရိုနယ်ဒိုကအသက်30ကျော်မှာ140နီးပါးပိုသွင်းယူထားပါတယ်။ဗမာစီ320ကိုခရစ်စပေါ်309ကိုနဲ့ဖိုင်နယ်တော်ရဲ့300ကိုရဲ့တပွားလုံးစာအတွင်းကိုတွေကိုရိုနယ်ဒိုကအသက်30နောက်ပိုင်းမှာကြော်ဖြတ်သွားခဲ့တာပါ။လက်ရှိမှာရိုနယ်ဒိုကစားမပွားတစ်လျှောက်အတွင်းကို964ကိုရှိနေခဲ့ပြီဖြစ်လို့ကနဝင်မြောက်ဂိုး1000ပြေးဖို့အတွက်36ဂိုးသာလိုအပ်ပါတော့တယ်။တတိုင်းရင်ကလေးကောင်းလေဆိုတာစေဂျီရိုနယ်ဒိုလိုနှိမ့်ချုပ်ဝိုင်ကိုပြောတာပဲဖြစ်ပါတယ်။